အားလုံးပဲမင်္ဂလာပါအခုဒီချက်ကမိဘတွေလေးလေးရှိတဲ့ parenting နဲ့ဆိုင်တဲ့မိခွန်းတွေကတစ်ခုကိုဖြစ်ပြီးသွားမှာပဲဖြစ်ပါတယ်အခုဒီချက်ဖြစ်ပြီးမှာကတော့ကလေးကအသက်2နှစ်ကျော်ရှိလာပြီဒါပေမဲ့သူ့ရဲ့ daily rhythm ကမမှန်သေးဘူးဒီလိုမျိုးအခက်အခဲရှိတဲ့မိဘတွေအတွက်နည်းလမ်းလေးတွေကိုပြောပြပေးချင်ပါတယ်အရင်ဆုံးကလေးရဲ့နေ့စဉ်ပုံမှန်လှုပ်ဆောင်မှုတွေကိုပြန်လည်ဆန်းစစ်ရပါမယ်။ဥပမာကလေးကပုံမှန်အိတ်ချိန်မရှိသေးဘူးလား။နေ့ညနဲ့မှားနေလို့မလား။ဒါဆိုရင်တော့နေခင်းမဲ့အိတ်ချိန်တွေများနေလား။ညဘက်အိတ်ချိန်ပုံမှန်မရှိဘူးလားဆိုတာတွေကိုဂရုစိုက်ပြောင်းလဲရပါမယ်။အရင်ဆုံးကလေးကိုညဘက်ပုံမှန်အိတ်ချိန်တစ်ခုထားပေးပါ။ည8 နာရီမှာအိတ်တယ်ဆိုလို့ရှိရင်နေ့စဉ်8 နာရီမှာအိတ်ခိုင်းတာမျိုးဒီလိုမျိုးအိတ်ဖို့အတွက်နေခင်းမဲ့အိတ်ချိန်တွေကိုလျှော့ပေးပြီးကစားခိုင်းပါ။နေခင်းဘက်မှာ energy တွေကိုသုံးထားရတဲ့အတွက်ညဘက်မှာကောင်းစွာအိတ်ပျော်စီမှာပဲဖြစ်ပါတယ်။မနက်မှာလည်းပုံမှန်နိုးပေးပါနေကင်းမဲ့အိတ်ချိန်ကိုညဘက်အိတ်ချိန်နဲ့မနီးအောင်လို့နေကင်း12နာရီကနေ3နာရီကြာ2နာရီလောက်သာပေးအိတ်ပါကျန်တဲ့အချိန်တွေမှာကလေးစိတ်ဝင်စားမဲ့ကစားနည်းတွေကိုပေးကစားပါအစပိုင်းမှာအခက်အခဲတွေ့နိုင်နေမယ်စိတ်ရှိရှိနဲ့စူးစမ်းပြောင်းလဲမယ်ဆိုရင်အချင်းတစ်ခုဖြစ်လာပြီးတော့အဆင်ပြေသွားမှာအသေးချပါပဲအခုဆိုရင်တော့ကလေးတွေရဲ့ daily rhythm မှန်ဖို့အတွက်ဘယ်လိုနည်းလမ်းလေးတွေကိုအသုံးပြုပေးရမလဲဆိုတာကိုသိရှိသွားပြီလို့ယုံကြည်ပါတယ်ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်